ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့သမ္မတကြီးဦးဝင်းမြင့်ကိုစစ်ကောင်စီကနေအိမ်ပြင်ပထွက်ခွင့်ပိတ်ပင်လိုက်ပြီး NLD ပါတီခေါင်းဆောင်များနိုင်ငံရေးသမားများနဲ့တွဲဆုံခွင့်ကိုပါတင်းတင်းကြပ်ကြပ်ကန့်သတ်လိုက်တဲ့သတင်းငလင်ဘေးပြန်လည်ထူထောင်ရေးအကြောင်းပြချက်ဖြင့်မင်းအောင်လှိုင်ညွှန်ကြားချက်အရငွေကျပ်ဘီလီယံထောင်ချီထပ်မံရိုက်နှိပ်နေပြီးစစ်တပ်အတိုင်းဝိုင်းကြားအဂတိလိုက်စားမှုများကြီးထွားနေတဲ့သတင်းစစ်ရေးအကြက်တဲကြောင့်မိထီလာမြို့နယ်တွင်စစ်မှုထမ်းအပတ်စဉ်29အတွက်လူငယ်များကိုအမြန်ဆုံးဖမ်းဆီးပို့ဆောင်ရန်အုပ်ချုပ်ရေးမှုများကိုစစ်ကောင်စီလျှို့ဝှက်ချင်းချောက်ညွှန်ကြားလာတဲ့တဲ့စစ်အုပ်စုပြည်သူများပေါ်ပြစ်မှတ်ထားလေကြောင်းပုံကျဲနေမှုများကိုဝိုင်းဝန်းရှုတ်ချကြရန်နိုင်ငံရေးပါတီနဲ့လူထုလှုပ်ရှားမှုအဖွဲ့အစည်း15ဖွဲ့ပူးတွဲထုတ်ပြန်တိုက်တွန်းလိုက်တဲ့တဲ့စစ်ကောင်စီရဲ့နှလုံးသက်ဖို့နေပြီးတော့အနီးမှာရှိတဲ့ပူးတွဲစစ်ဆေးရေးဂိတ်နဲ့ရဲစခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးဗိုလ်မှူးအဆင့်အပါဝင်ထိခိုက်ဒေဆုံးမှုများပြားခဲ့တဲ့မြေပြင်စစ်ရေးတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ကုံဆောင်တီဘောဟော်နန်းကြီးကို200ကျော်တက်တန်းရှိရှေးဟောင်းအဆောက်အအုံဖြစ်တရားဝင်သတ်မှတ်လိုက်တဲ့မှတ်သားပွဲရာယဉ်ကျေးမှုတဲ့နိုင်ငံတော်မုတ်တုံလေးအားကောင်းလာမှုကြောင့်ဒေသအများအပြားမှာမိုးကြီးနိုင်ပြီးမြန်မာကံရိုးတန်းတစ်လျှောက်လှိုင်းကြီးလေထံဖြစ်နိုင်တဲ့အတွက်အထူးသတိထားရမယ့်မိုးလေဝသအခြေအနေစတဲ့သတင်းတွေကိုအပြည့်စုံတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးနိုင်ငံရေးသတင်းတစ်ပုဒ်နဲ့စတင်ကြပါမယ်။အကြံဖက်စစ်ကောင်စီဟာသူတို့ရဲ့နိုင်ငံရေးအရမလုံခြုံမှုနဲ့အကြောက်တရားကိုထပ်မံပြသလိုက်တဲ့လုပ်ရက်တစ်ခုကျူးလွန်လိုက်ပြန်ပါတယ်။ဒါကတော့ပြီးခဲ့တဲ့ဧပြီလကမှထောင်ဒဏ်ကနေလွတ်ငြိမ်းခွင့်နဲ့နေအိမ်ကိုပြန်လည်ရောက်ရှိလာတဲ့နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်အပေါ်တင်းကျပ်တဲ့ကန့်သတ်မှုတွေထပ်မံပြုလုပ်လာတာပဲဖြစ်ပါတယ်။သမ္မတကြီးဦးဝင်းမြင့်ဟာပြီးခဲ့တဲ့ဧပြီလ18ရက်နေ့ကတောင်ငူထောင်ကနေပြန်လည်လွတ်မြောက်လာပြီးနောက်နေပြည်တော်မှာမိသားစုနဲ့ပြန်လည်ဆုံစည်းခွင့်ရခဲ့ပါတယ်။လွတ်မြောက်လာတဲ့နေ့မှာပဲ NLD ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမျိုးညွန့်သမ္မတဟောင်းဦးထင်ကျော်တို့အပါအဝင်ပါတီခေါင်းဆောင်တချို့ကတွားရောက်တွေ့ဆုံခဲ့ပါတယ်။အဲဒီတွေ့ဆုံမှုကနေတဆင့်သမ္မတကြီးကသူဟာတရားမဝင်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးဥပဒေမဲ့ဘာမှမလုပ်ခဲ့ကြောင်းတိုင်းပြည်အတွက်ဆက်လက်လှုပ်ဆောင်ဖို့အင်အားပြည့်ရှိနေသေးကြောင်းဒေါက်တာမျိုးညွန့်ကတဆင့်ပြည်သူတွေကိုသတင်းစကားပါခဲ့ပါတယ်။ဒီသတင်းစကားဟာစစ်ကောင်စီအတွက်တော့ကြီးမားတဲ့နိုင်ငံရေးထိုးနှစ်ချက်တစ်ခုဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်လည်းစစ်ကောင်စီဟာဒေါက်တာမျိုးညွန့်ကိုချက်ချင်းခေါ်ယူစစ်ဆေးမေးမြန်းမှုတွေလုပ်ခဲ့သလိုဧပြီလ20ရက်နေ့ဝန်းကျင်ကစပြီးနေပြည်တော်ဥတ္တရသီရိမြို့နယ်မှာရှိတဲ့သမ္မတကြီးရဲ့နေအိမ်ရှိမှာလုံခြုံရေးတွေပတ်လည်ချထားလိုက်ပါတယ်။အခုဆိုရင်သမ္မတကြီးကိုနေအိမ်ပြင်ပထွက်ခွင့်လုံးဝမပေးတော့သလိုတွားရောက်တွေ့ဆုံလို့တဲ့ NLD CEC တွေနဲ့နိုင်ငံရေးသမားတွေကိုလည်းစစ်တပ်ဂိတ်တွေကနေဟိုမေးဒီမေးနဲ့တယ်လီဖုန်းစစ်ဆေးတာတွေအပြင်းထန်လှုပ်ဆောင်လာတာကြောင့်ဘယ်သူမှဝင်ထွက်သွားလာလို့မရတဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပြီလို့ဒေါအောင်ဆန်းစုကြည်ရဲ့ရှေ့နေတဦးကအတည်ပြုပြောဆိုပါတယ်။ဒီဖြစ်စဉ်ကိုသုံးသပ်ကြည့်ရမယ်ဆိုရင်မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ်စုဟာနိုင်ငံတကာဖိအားတွေကြောင့်သမ္မတကြီးကိုအမြင့်ခံပြန်လွှတ်ပေးခဲ့ပေမဲ့သမ္မတကြီးရဲ့နိုင်ငံရေးရည်တည်ချက်မယိမ်းယိုင်မှုနဲ့ပြည်သူလူထုအပေါ်ဩဇာလွှမ်းမိုးနိုင်မှုကိုအလွန်မင်းစိုးရိမ်ထိတ်လန့်နေတာကိုတွေ့ရပါတယ်။သမ္မတကြီးကိုနောက်တစ်ကြိမ်ပြစ်မှုထပ်ကျူးလွန်ရင်ပြစ်မှုလက်ချက်မှာဆက်ခံရမယ်ဆိုတဲ့စီကံချက်နဲ့လွှတ်ပေးခဲ့တာဖြစ်ပြီးအခုလိုနေအကျယ်ချုပ်သဘောမျိုးပြန်လည်ဖမ်းဆီးထိန်းချုပ်လိုက်တာဟာစစ်ကောင်စီရဲ့နိုင်ငံရေးအရာအကြက်တဲနဲ့ယုံကြည်မှုကင်းမဲ့နေတာကိုမိမောင်းထုတ်ပြနေပါတယ်။ဆက်လက်ပြီးတော့စီးပွားရေးနဲ့ဆက်ဆက်နေတဲ့စစ်ကောင်စီရဲ့နောက်ွယ်ကလုပ်ရက်တစ်ခုကိုတင်ဆက်ပေးကြပါမယ်။မင်းအောင်လှိုင်ဟာပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ငလျင်ဘေးကိုအကြောင်းပြပြီးနိုင်ငံစီးပွားရေးကိုပုံမ6ကန်းပါတဲ့တွန်းပို့မဲ့ငွေဆက်ကိုအသေးရိုက်နှိပ်မှုတွေကိုတင်းကျပ်စွာလျှို့ဝှက်လှုပ်ဆောင်နေပါတယ်။ပရိသတ်များမှတ်မိကြအောင်ပါ။2025ခုနှစ်မတ်လ28ရက်နေ့ကစကိုင်းမြို့နယ်ကိုဗဟိုပြုပြီး Richter Scale 9.9 အဆင့်ရှိတဲ့အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။အဲ့ဒီငလျင်ကြောင့်နေပြည်တော်မန္တလေးနဲ့စကိုင်းအပါအဝင်မြန်မာနိုင်ငံအလဲပိုင်းနဲ့အထက်ပိုင်းမှာလူ4000နီးပါးသေဆုံးခဲ့ပြီးစာတင်ကျောင်းဆေးရုံနဲ့အဆောက်အအုံပေါင်းများစွာပြိုကျပျက်စီးခဲ့ရပါတယ်။စစ်ကောင်စီရဲ့တရားဝင်စီးရင်တွေအရဆုံးရှုံးမှုတန်ဖိုးဟာကျပ်9989ဘီလီယံကျော်အထိရှိခဲ့ပါတယ်။ဒီပျက်စီးမှုတွေကိုပြန်လည်ထူထောင်ဖို့ဆိုပြီးမင်းအောင်လှိုင်ရဲ့အမိန့်နဲ့အမေရိကန်ဒေါ်လာတန်း200ကျော်နဲ့ညီမျှတဲ့မြန်မာကျပ်ငွေစက္ကူသစ်ခန့်မှန်းကျပ်ဘီလီယံ1000ဝန်းကျင်ကိုဝါစီစက်ရုံမှာနေဆိုင်ညဆိုင်အဆက်မပြတ်ရိုက်နှိပ်ထုတ်ဝေခဲ့တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။ဒီရန်ပုံငွေတွေကိုစစ်တပ်လက်အောက်ခံမြန်မာစီးပွားရေးဘဏ်ကနေတဆင့်ငွေသားတွေထုတ်ပေးခဲ့တာပါ။ဒါအပြင်ပြန်လည်ထူထောင်ရေးအတွက်ဘီလက်မြေနဲ့တန်ကြောင်းတွေကိုတန်ချိန်ပေါင်းများစွာတင်သွင်းခဲ့တဲ့အတွက်2025-2026ဘဏ္ဍာနှစ်မှာကုန်သွယ်မှုလုံငွေအကြီးအကျယ်ပြခဲ့ပါတယ်။ဒါကိုဖုံးကွယ်ဖို့အတွက်2026-2029ဘဏ္ဍာနှစ်မှာသွင်းကုန်အများပြားကိုမင်းအောင်လှိုင်ကကန့်သက်ပိတ်ပင်မှုတွေစတိုက်လှုပ်ဆောင်နေပါတယ်။ဒါပေမဲ့အဆိုအဆုံးကတော့ဒီပြန်လည်ထူထောင်ရေးရန်ပုံငွေတွေဟာမြေပြင်ကတကယ့်ငလင်ဘေးသင့်ပြည်သူတွေစီမရောက်ဘဲမြို့နယ်ရက်ကွက်အုပ်ချုပ်ရေးမှုတွေနဲ့စစ်တပ်အရာရှိတွေရဲ့အိတ်ကတ်ထဲကိုသာကြားဖြတ်ခိုးယူခံနေရတာပဲဖြစ်ပါတယ်။နေအိမ်ပျက်စီးသူတွေကိုကျပ်သိန်း90ကနေ300ချီထောက်ပံ့တယ်လို့စစ်ကောင်စီကသတင်းလွှင့်နေပေမဲ့လက်တွေမှာတော့နေပြည်တော်အထိတိုင်စာတွေအများအပြားရောက်နေလောက်အောင်အဂတိလိုက်စားမှုတွေအကြီးအကျယ်ဖြစ်ပေါ်နေပါတယ်။ဒီအခြေအနေဟာမင်းအောင်လှိုင်စစ်အုပ်စုရဲ့စီမံခန့်ခွဲမှုအလွဲအမှားနဲ့အကျင့်ပြတ်ခြစားမှုစနစ်ကြီးကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။နိုင်ငံရေးအကျပ်တဲကြမှာကြောတော့နောက်ခံမရှိတဲ့ငွေဆက်ကူတစ်တွေအစမတန်ရိုက်နှိပ်ခြင်းဟာကုန်စည်နှုန်းကြီးမြင့်မှုနဲ့ငွေကြေးဖောင်းပွားမှုကိုသာပုံမဆိုးရွားစေပြီးပြည်သူလူထုရဲ့စီးပွားရေးကိုတိုက်ရိုက်ထိုးနှက်နေတဲ့အဓိကတရားခံဖြစ်တယ်ဆိုတာညင်းဆိုလို့မရပါဘူး။
နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီရဲ့မြေပြင်စစ်ရေးအရေးနှိမ့်မှုတွေနဲ့အတူလူငယ်တွေကိုအဓမ္မစစ်သားစုဆောင်းနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိထီလာမြို့နယ်မှာပြည်သူ့စစ်မှုထမ်းတင်တဲ့အမှတ်စဉ်29အတွက်လူငယ်တွေကိုမဖြစ်မနေအမြန်ဆုံးဖမ်းဆီးပို့ဆောင်ဖို့အုပ်ချုပ်ရေးမှုတွေကိုစစ်ကောင်စီကလျှို့ဝှက်ချင်းချောက်ညွှန်ကြားထားတဲ့စာတစောင်ပေါက်ကြားလာခဲ့ပါတယ်။မိထီလာမြို့နယ်ပြည်သူ့စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌဇော်အောင်လေးလက်မှတ်ရေးထိုးထားတဲ့ဇူလိုင်လ10ရက်နေ့ဆွဲပါလျှို့ဝှက်ညွှန်ကြားစာမှာအခုလာမဲ့စစ်မှုထမ်းအမှတ်စဉ်29/2026အတွက်ရက်ကွက်နဲ့ကြေးရွာအုပ်စုတစုကိုတတ်မှတ်ထားတဲ့လူရည်စီရင်တိုင်းဇူလိုင်လ15ရက်နေ့ကနေ22ရက်နေ့အတွင်းစုရက်ကိုအမြန်ဆုံးပို့ဆောင်ပေးရမယ်လို့ပါရှိပါတယ်။ပို့ပြီးဆိုရတဲ့အချက်ကတော့လူရည်200အောက်ပဲရှိတဲ့ရက်ကွက်နဲ့ကြေးရွာအုပ်စုလေးတွေကိုတောင်ချမ်းလက်မထားပဲနှစ်ပတ်ကိုတစ်ကြိမ်လူငယ်တွေကိုမဖြစ်မနေပို့ဆောင်ပေးဖို့ဖိအားပေးထားတာပဲဖြစ်ပါတယ်။ဒီတမတ်ချက်တိုင်းအချိန်မီမပို့နိုင်ရင်အုပ်ချုပ်ရေးမှုတွေကိုထိရောက်စွာအရေးယူသွားမယ်လို့လည်းပြောင်ပြောင်တင်းတင်းချိန်ချောက်ထားပါတယ်။ဒီညွှန်ကြားချက်ဟာစစ်ကောင်စီတပ်တွေနိုင်ငံတော်ဝန်စစ်မျက်နှာအသီးသီးမှာအထိနာနေပြီးတပ်သားတွေရရှိရေးအတွက်ဘယ်လောက်ထိအသေးအံဖြစ်နေသလဲဆိုတာကိုသက်သေပြနေပါတယ်။ဥပဒေဆိုတဲ့ခေါင်းစဉ်တက်ထားပေမဲ့လက်တွေ့မှာတော့ရက်ကျေးအုပ်ချုပ်ရေးမှုတွေကိုအသုံးချပြီးပြည်သူလူထုရဲ့သားသမီးတွေကိုအတင်းအကျပ်ဒဇာကန်အဖြစ်ဖမ်းဆီးနေတဲ့လုပ်ရတာဖြစ်ပါတယ်။မိထီလာလိုစစ်တပ်အမာခံလို့သူတို့ကိုယ်တိုင်ယူဆထားတဲ့ဒေသမှာတော့အခုလိုချင်းချောက်ဖိအားပေးလာရတာဟာစစ်ကောင်စီရဲ့စစ်ရေးရန်ရာပြိုကျလို့နေပါဖြစ်နေပြီဆိုတာကိုညွှန်ပြနေပါတယ်။ဆက်လက်ပြီးဒီကနေ့ရဲ့အရေးကြီးဆုံးလူမှုရေးနဲ့လူ့အခွင့်အရေးဆိုင်ရာသတင်းတစ်ပုဒ်ကိုပြောပြချင်ပါတယ်။မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ်စုဟာစစ်ရေးရှုံးနိမ့်မှုတွေကြုံလာတိုင်းပြည်သူလူထုအပေါ်အညှိုးတကြီးနဲ့လေကြောင်းကနေပြစ်မှတ်ထားဘုံကျဲတပ်ဖြတ်နေမှုတွေကိုပြင်းပြင်းထန်ထန်ရှုတ်ချဖို့အတွက်နိုင်ငံရေးပါတီတွေနဲ့တော်လှန်ရေးအင်အားစု15ဖွဲ့ကမနေ့ကဇူလိုင်လ24ရက်နေ့မှာပူးတွဲထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ဒီမြစ်တာရက်ခံပန်ကြားလွှာကိုဗမာပြည်ကွန်မြူနစ်ပါတီ CPP လူ့ဘောင်တစ်ဒီမိုကရက်တစ်ပါတီ DPNS Social Democratic Party SDP အပါအဝင်ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားလယ်သမားသမဂ္ဂများအဖွဲ့ချုပ်တွေအထွေထွေသပိတ်ကော်မတီ GSC နဲ့လူငယ်အစည်းအရုံးတွေစုစုပေါင်းအဖွဲ့15ဖွဲ့ကလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာပါထုတ်ပြန်ချက်ထဲမှာစစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားရာနေရာတွေသာမကဘဲအရက်သားပြည်သူတွေနေထိုင်ရာကြေးရွာတွေမြို့ပြရက်ကွက်တွေစေယုံတွေစာတင်ကျောင်းတွေနဲ့ဘာသာရေးအဆောက်အအုံတွေကိုပါခွဲခြားမှုမရှိဘဲရည်ရွယ်ချက်ရှိရှိပုံကျဲတိုက်ခိုက်နေတယ်လို့ထောက်ပြထားပါတယ်။မြေပြင်တိုက်ပွဲတွေမှာအထိနာလာတိုင်းဖြက်လေးဖြက်စနစ်ကိုအသုံးပြုပြီးအရက်သားတွေကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်ခြင်းနေအိမ်တွေကိုမိရှို့ခြင်းစတဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေတာဖြစ်ပါတယ်။ဒီလိုအလွန်ကျွန်းလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရဟန်းတန်ဃာတွေတက်ကြီးရွယ်အိုတွေအမျိုးသမီးတွေနဲ့ကလေးငယ်တွေနေ့စဉ်နဲ့အမျှအသက်ဆုံးရှုံးနေရပါတယ်။စာသင်ခန်းထဲမှာပညာသင်ရမယ့်ကလေးငယ်တွေဟာနေ့စဉ်သေရေးရှင်ရေးအန္တရာယ်နဲ့ရင်ဆိုင်နေရပြီးစစ်ကောင်စီရဲ့ဒီလုပ်ရက်တွေဟာနိုင်ငံရဲ့အနာဂတ်ကိုပါဖျက်ဆီးနေတာဖြစ်တယ်လို့အဖွဲ့အစည်း15ဖွဲ့ကပြင်းပြင်းထန်ထန်ဝေဖန်ထားပါတယ်။ဒါကြောင့်မို့လို့လူသားတို့ရဲ့အသက်နဲ့ဂုဏ်သိက္ခာကိုတန်ဖိုးထားတဲ့နိုင်ငံတကာအတိုင်းအဝန်ပြည်တွင်းမှာရှိတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံကပြည်သူတွေနဲ့တရားမျှတမှုကိုလိုလားသူအားလုံးအနေနဲ့စစ်အုပ်စုရဲ့ဒီစစ်ရာဇဝတ်မှုတွေကိုနှုတ်ဆက်မနေပဲနီလန်ပေါင်းစုံနဲ့ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချပေးကြဖို့သူတို့ကမေတ္တာရက်ခံတိုက်တွန်းထားပါတယ်။ဒီပူးတွဲထုတ်ပြန်ချက်ဟာစစ်ကောင်စီရဲ့ရက်စက်ရုံမှမှုတွေကိုပြည်သူလူထုတရက်လုံးကဘယ်တော့မှလက်ခံခွင့်လွှတ်မှာမဟုတ်ဘူးဆိုတာကိုနိုင်ငံရေးအင်အားစုတွေကစူးစီးညီညွတ်စွာနဲ့ကမ္ဘာကိုပြသလိုက်တာပဲဖြစ်ပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီရဲ့လုံခြုံရေးရန်တရားဘလောက်ထိကျိုးပေါက်နေပြီလဲဆိုတာကိုသက်သေပြနေတဲ့အရေးကြီးမြေပြင်စစ်ရေးသတင်းကိုတင်ဆက်ပေးကြပါမယ်။မကွေးကံပြမြို့တဲ့နေပြည်တော်လမ်းပိုင်းပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့ရွှေပန်းရဲစခန်းနဲ့စစ်တပ်ပူးတဲ့စစ်စေးရေးဂိတ်ကိုဇူလိုင်လ25ရက်နေ့နနက်3နာရီချိန်မှာတော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒီစခန်းဟာနေပြည်တော်နဲ့မကွေးတိုင်းနယ်စပ်မှာတည်ရှိပြီးအင်အား30လောက်ရှိတဲ့စစ်သားတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းတပ်ဆွဲထားတဲ့အရေးပါတဲ့ဂိတ်တစ်ခုဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကိုအမှတ်နဲ့စစ်စင်ရေးနယ်မြေနေပြည်တော်တိုင်းစစ်ဌာနလက်အောက်ခံတရင်အမှတ်903နဲ့803တို့ကပူးပေါင်းဆင်နွှဲခဲ့တာဖြစ်ပြီးနနက်3:45မိနစ်မှာတော့စခန်းကိုအပိသက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကဗိုလ်မှူးအဆင့်အရာရှိတဦးအပါအဝင်9ဦးသေဆုံးခဲ့ပြီးကျန်တဲ့သူတွေကတော့ဒဏ်ရာတွေနဲ့ဆုတ်ခွာထွက်ပြေးသွားခဲ့ကြပါတယ်။သေဆုံးသူတွေထဲမှာဒေသခံပြည်သူတွေပေါ်အမြဲတမ်းအနိုင်ကျင့်ဗိုလ်ကျလေးရှိတယ်လို့နာမည်ထွက်နေတဲ့ရဲတပ်ကြပ်ကြီးတဦးလည်းပါဝင်သွားခဲ့ပါတယ်။တော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကအထိခိုက်အကြဆုံးလုံးဝမရှိဘဲစခန်းကိုမိရှို့ရှင်းလင်းနိုင်ခဲ့ပါတယ်။တင်စီရမိတဲ့အနေအထားကိုကြည့်မယ်ဆိုရင် MA1 တနက်3လက် MA2 ဆက်ကလေး1လက် G3 တနက်1လက်40မမလောင်ချ1လက်အပါအဝင်ကြီးပေါက်တွေမိုင်းတွေလက်ပစ်ဘုံတွေနဲ့ငွေသားကျပ်35သိန်းခန့်ကိုတင်စီရမိခဲ့ပါတယ်။အထူးခြားဆုံးကတော့စစ်ကောင်စီရဲ့ဟောင်းဝိဇာအမြောက်တစ်လက်ကိုပါတင်စီရမိခဲ့တာဖြစ်ပြီးတည်ယူဖို့အခက်အခဲရှိတဲ့အတွက်နေရာမှာတင်ဖျက်ဆီးခဲ့ရတယ်လို့သိရပါတယ်။ဒီဖြစ်စဉ်ကိုနိုင်ငံရေးနဲ့စစ်ရေးအရသုံးသပ်ကြည့်မယ်ဆိုရင်မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကောင်စီအတွက်အလွန်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ပါတယ်။သူတို့ရဲ့အမာကန်နယ်မြေအာဏာဆက်ရဲ့ဗဟိုချက်ဖြစ်တဲ့နေပြည်တော်အဝင်ထွက်တကားပေါက်နာကစခန်းတစ်ခုကိုတောင်လုံခြုံရေးမပေးနိုင်တော့ဘူးဆိုတာကိုထင်ထင်ရှားရှားပြသလိုက်တာပဲဖြစ်ပါတယ်။အထူးသဖြင့်ဟောင်းဝိဇာလိုအမြောက်ကြီးတွေပါဆုံးရှုံးရတဲ့အထိစစ်ကောင်စီတပ်တွေရဲ့တိုက်ရိုက်ခိုက်ရည်နဲ့ခန်းစစ်ပြင်ဆင်မှုတွေဟာ
မြေပြင်မှာလုံးဝပြိုကျနေပြီဆိုတာကိုဒီပူးတွဲစစ်စေးရေးဂိတ်တိုက်ပွဲကသက်သေပြနေပါတယ်။